သွားတဲ့ဘတ်ဆိုတော့သူ့ရဲ့လွှမ်းမိုးမှုတော့နည်းနည်းလေးရှိမှာပေါ့နော်သူ့ရဲ့ပုံစံလေးလည်းမပြောက်အောင်တချင်းရတလေးလည်းမပြတ်သွားအောင်ကျွန်တော်အကောင်းဆုံးဟိုပျော်ပြမှာပါပရိသတ်ကြည့်ရတာလည်းအဆင်ပြေစေမှာပါဗျာဒီညတော့တောင်းငယ်ညပဲဒီညတော့တောင်းငယ်နေမေဘရနီဘလို့လိုတာပြန်လုပ်ပြမေဘရနီလိုတောင်းငယ် signature ဖြစ်သွားပြီကဲမေဘရနီတိုင်းရဲ့စကားသာနားထောင်မယ်နော်အန်ကယ်ပထမဆုံးပြောပြအောင်အေးပြောမယ်ဟေး तू ကလေဟုတ်ကဲ့तू ကလုံနိုင်တာဗောကွာ तू ကဝရှိတာဟုတ်ဝရှိတော့ तू ကဝီလုံနိုင်တာဗောကွာလုံတာလဲလှတယ်နော်လှတယ်ငယ်လုံတာလဲလှတယ် तू ကအဲ့လိုပဲဝါတဲ့သူတွေအဲ့လိုလုံလိုက်လို့ရှိရင်ပိုလှတယ်ကွာသူ့လိုပိန်တဲ့လူတွေလုံရင်ဘယ်လိုမှကြည့်လို့မကောင်းတကယ်ပြောတာမင်းအဲ့ဒါထပ်လှုပ်ပါမလားထပ်လှုပ်ပါမလားဆိုပြီးတော့ဥကဒီမှာကြည်နေတာအားမရဘူးမင်းကဆက်လည်းမလုပ်ဘူးဟမ်မင်းကိုတရက်ချိန်ပြီးတော့မှအဲ့ဒါလှုပ်ခိုင်းရမယ်တရက်ချိန်ရမယ်နော်တော်တယ်တော်ပါပြီတဲ့နော်ကဲသူ့ကိုလည်းဗုဒ္ဓတွေအများကြီးပေးကြပါအောင်အားလုံးဒီတိုင်းတစ်ပြည်လုံးဟမ်ဟုတ်ကဲ့ပါဗုဒ္ဓတွေပေးကြပါအောင်လို့နော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာမတင်စားချစ်တုံးကြီးချစ်တာဟဲ့ချစ်လိုက်တာလုံနေတာပြိဿနှလုံးသားတွေကိုအကုန်လုံးဆွဲကင်ပြီးလှုပ်ခါသွားပလိုက်တာနောက်ပြီးတော့အကုန်လုံးတော့မောင်လေးညီမလေးတွေတပတ်ပြီးတပတ်ပိုပြီးကောင်းလာကြတာများဒီနောက်ဆုံးတပတ်အခုဒီတပတ်မှာအကုန်လုံးအတက်ပရက်တွေဖြစ်ကုန်ကြတယ်အဲ့ဒါလက်တွေ့ပဲနောက်ဆုံးအတက်ပရက်ကတော့သူပေါ့ချစ်လိုက်တာမောင်လေးဆိုတာလည်းကောင်းအိုက်တင်လေးကလည်းကောင်းလုပ်ပြလိုက်ပါဦးအဲ့ဒီအော်
ချစ်စရာကောင်းတာဟဲ့ချစ်လို့မဝပါဘူး ကျွန်တော်တို့ပိတ်တော့မရဘူးအန်ကယ် လောက်ပါ ကျွန်တော် skeleton system ဖြစ်နေ